Mad Football မှာကြိုဆိုပါရစေကျွန်တော်က Mad Football ပါဒီ channel ကို like နဲ့ subscribe လုပ်ပေးကြပါဦးလို့အားလုံးကိုဖိတ်ခေါ်ပါတယ်အကယ်၍အဆင်သင့်ဖြစ်ပြီဆိုရင်တော့တွားကြရအောင်အာဆင်နယ်အသင်းရဲ့ဒီနွေရာသီအပြောင်းရွှေ့ဈေးကွက်ဟာပြင်းထန်ပြီးရှင်းလင်းတဲ့ရည်မှန်းချက်တွေနဲ့လှုပ်ရှားနေပါတယ်။အဓိကအရေးကြီးဆုံး mission ကတော့ထိပ်တန်းတိုက်စစ်မှုတအူးကိုရှာဖွေခေါ်ယူဖို့ပါပဲ။နောက်ဆုံးအခြေအနေတွေအရအဓိကပစ်မှတ်2ဦးနဲ့ပတ်သက်တဲ့ဆွေးနွေးညှိနှိုင်းမှုတွေဟာတကယ်ကိုကွဲပြားခြားနားတဲ့လမ်းကြောင်းတွေပေါ်မှာရှိနေတာကိုတွေ့ရပါတယ်။ဒါအပြင်ကွင်းလယ်ပိုင်းမှာအရေးပါတဲ့အပြောင်းလဲကြီးတစ်ခုနဲ့မကြခင်မှာတရားဝင်မိတ်ဆက်တော့မဲ့ကစားသမားတစ်တွေရဲ့သတင်းတွေကလည်းတပြိုင်တည်းထွက်ပေါ်နေပါတယ်။ Jokeres ညင်ဆက်စ်ကိုပြောင်းရွှေ့အသေးစိတ်သုံးသပ်ချက်ဒါဟာအခုချိန်မှာအာဆင်နယ်အတွက်အရေးအကြီးဆုံးအကြောင်းအရာဖြစ်ပါတယ်ပစ်မှတ်2ဦးရဲ့အခြေအနေတွေကအသေးရမတူညီတဲ့ view ဟာတွေနဲ့အသားအစီးတွေကိုရှင်းရှင်းလင်းလင်းဖော်ပြနေပါတယ်ဆက်စ်ကိုအပြောင်းရွှေ့ရဲ့လမ်းဆုံးရည်မှန်းချက်ကြီးမားမှုညင်ကလပ်အသင်းကြီးမူဝါဒများထိတ်တိုက်တွေ့ခြင်းဘင်ဂျမင်ဆက်စ်ကိုဟာတချင်ကအာဆင်နယ်ရဲ့ number 1ပစ်မှတ်ဖြစ်ခဲ့ပြီးကလပ်အသင်းဘက်ကလည်း RB Leipzig အသင်းမျိုးလင့်ထားတဲ့ပေါင် 68.5 တန်းကနေ 85.5 တန်းစာပြောင်းရွှေ့ခြင်းကိုပေးချေဖို့အသင့်ရှိကြောင်းပြသခဲ့ပါတယ်။ဒါပေမဲ့ဒီအပြောင်းရွှေ့ဟာနောက်ဆုံးအဆင့်မှာတအိုးချင်းသဘောတူညီချက်ပြဿနာကြောင့်ရပ်တန့်သွားခဲ့ပါတယ်။အဓိကအကြောင်းရင်းတွေကတော့အလွန်မြင့်မာသောလက်စာတောင်းဆိုမှုကစားသမားနဲ့သူ့ရဲ့ agent ဘက်ကတောင်းဆိုတဲ့လက်စာပမာဏဟာအာဆင်နယ်အသင်းကဆက်စ်ကိုလိုအသက်အရွယ်သူကစားသမားတအူးကိုပေးချေဖို့သတ်မှတ်ထားတဲ့လက်စာဖွဲ့စည်းပုံ weak structure ထက်အများကြီးကျော်လွန်နေတယ်လို့ရှုမြင်ခံခဲ့ရပါတယ်။ဒါဟာအသင်းရဲ့ဗန်ဒါရေးတည်ငြိမ်မှုကိုရေးရှင်းမှာမထီခိုက်စေလိုတဲ့အသင်းရဲ့စီမံခန့်ခွဲမှုပိုင်းရဲ့ပြတ်သားတဲ့ဆုံးဖြတ်ချက်ကိုပြသနေတာပါ။အသင်းဟာအတိတ်ကမာဆူအိုဇဲရဲ့စာချုပ်လိုအမားမျိုးကိုထပ်မကျူးလွန်ချင်တော့ပါဘူး။စာချုပ်ဖြတ်သိမ်းခြင်းထည့်သွင်းလိုမှုဆက်စ်ကိုရဲ့ agent ဘက်ကစာချုပ်တဲ့မှာစာချုပ်ဖြတ်သိမ်းခြင်းကိုမထိမနေထည့်သွင်းခြင်းထဲပါတယ်။ဒါဟာအာဆင်နယ်အတွက်လုံးဝလက်မခံနိုင်တဲ့အချက်ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီအချက်ကအနာဂတ်မှာကစားသမားအပေါ်ကလပ်အသင်းရဲ့ထိန်းချုပ်နိုင်စွမ်းကိုလျော့ကျစေပြီးအသင်းကိုခြေတလန်းတက်เสียနေရတစ်ခုအဖြစ်သတ်မှတ်တယ်လို့ဖြစ်သွားစေနိုင်လို့ပါပဲ။ဒီအချက်နှစ်ချက်ကြောင့်ပဲဆွေးနွေးမှုတွေဟာရှေ့မဆက်နိုင်တော့ပဲအာဆင်နယ်ဟာဒီပစ်မှတ်ကိုလုံးဝလက်လျှော့ပြီးတခြားပစ်မှတ်စီကိုအာယုံအပြည့်အဝစိုက်တော့မယ့်အနေအထားမှာရှိနေပါတယ်။ဆက်စ်ကိုလက်လွတ်လိုက်ရတာဟာကြာရှုံးမှုတစ်ခုမဟုတ်ပဲအသင်းရဲ့ရေးရှည်တည်ငြိမ်မှုကိုတန်ဖိုးထားတဲ့စီကံတင်းကျပ်တဲ့မဟာဗျူဟာကိုအောင်မြင်စွာအသုံးချနိုင်ခဲ့ခြင်းရဲ့သက်သေတစ်ခုဖြစ်ပါတယ်။ Jokeres အပြောင်းရွှေ့ကစားသမား၏စန္ဒကအဓိကမောင်းနှင်အားဖြစ်လာခြင်းဆက်စ်ကိုရဲ့အပြောင်းရွှေ့မှာပြဿနာတွေဖြစ်ပြီးနောက်မှာတော့ Victor Jokeres ဟာနံပါတ်1ပစ်မှတ်အဖြစ်ချက်ချင်းရောက်ရှိလာခဲ့ပါတယ်။ဒီအပြောင်းရွှေ့အဓိကမောင်းနှင်အားကတော့ကစားသမားကိုယ်တိုင်ရဲ့ပြင်းပြတဲ့စန္ဒကြောင့်ပါပဲ။တရင်ဒီအရအာဆင်နယ်ဟာယူရို65တန်းဝန်းကျင်နဲ့ကမ်းလှမ်းမှုတစ်ခုပြုလုပ်ခဲ့ပေမဲ့ပယ်ချခံခဲ့ရပါတယ်။အခုအခါမှာတော့ကလပ်အသင်းဟာပေါင်တန်း90ယူရို82တန်းခန့်အထိတိုးမြင့်ထားတဲ့တရားဝင်ကမ်းလှမ်းမှုအသစ်တစ်ခုကိုပြင်ဆင်နေပါတယ်။ဒီကမ်းလှမ်းမှုဟာသူ့ရဲ့စာချုပ်ဖက်သွင်းခြင်းထက်နေနေသေးပေမဲ့အာဆင်နယ်ကိုယုံကြည်မှုရှိစေတဲ့အဓိကအချက်ကတော့ Jokeres ကိုယ်တိုင်ကသူ့ရဲ့အိမ်မက်ဖြစ်တဲ့အာဆင်နယ်အသင်းကိုပြောင်းရွှေ့ခွင့်ပေးဖို့ Sporting Lisbon အသင်းကိုပြင်းပြင်းထန်ထန်ဖိအားပေးနေတာပါပဲ။နာမည်ကြီးသတင်းတောက် Fabrizio Romano ရဲ့ဖော်ပြချက်အရ Jokeres ဟာ Sporting ဥက္ကဋ္ဌကိုအသင်းကနေထွက်ခွာလိုကြောင်းနဲ့အာဆင်နယ်အသင်းတသင်းတဲကိုသာပြောင်းရွှေ့ခြင်းကြောင့်အတိအလင်းအတိပေးခဲ့တယ်လို့ဆိုပါတယ်။ကစားသမားရဲ့ဒီလိုပြတ်သားချက်ရည်တည်ချက်က Sporting အသင်းကိုစာချုပ်ဖြတ်သိမ်းခြင်းအတိမရရင်တောင်မှကြိုးချောင်းစီလျော်တဲ့ကမ်းလှမ်းမှုတစ်ခုကိုလက်ခံဖို့တွန်းအားဖြစ်စေနိုင်ပါတယ်။ Jokeres နဲ့တဦးချင်းသဘောတူညီချက်ရရှိဖို့ကတော့ဘာပြဿနာမှရှိမှာမဟုတ်တာကြောင့်သူဟာအခုချိန်မှာဖြစ်နိုင်ခြင်းအရှိဆုံးပစ်မှတ်ဖြစ်လာခဲ့ပါတယ်။ဒါဟာမီခဲအာတီတာရဲ့ project ဟာကစားသမားတွေကိုဆွဲဆောင်နိုင်တဲ့အစစ်အမှန်တန်ဖိုးတစ်ခုဖြစ်လာပြီဆိုတာကိုပြသနေပြီ။ထိပ်တန်းကစားသမားတအူးကတခြားဘဲအသင်းကိုမှမဟုတ်ပဲအာဆင်နယ်ကိုပဲပြောင်းဖို့အသင်းအချက်တောင်းဆိုနေခြင်းကအသင်းရဲ့ကစားဟန်ယဉ်ကျေးမှုနဲ့အောင်မြင်မှုလမ်းကြောင်းအပေါ်ယုံကြည်မှုကိုဖျော်ပြနေပြီးဒါဟာအပြောင်းရွှေ့ညီနိုင်မှုတွေမှာအာဆင်နယ်အတွက်ငွေကြေးမဟုတ်တဲ့တန်ဖိုးမဖြတ်နိုင်တဲ့အားသာချက်တစ်ခုဖြစ်လာစေပါတယ်။ဒီအပိုင်းမှာတော့ကွင်းလယ်ကိုတအူးထွက်တအူးဝင်ပုံစံနဲ့မဟာဗျူဟာကြအပြောင်းလဲလုပ်နေပုံကိုတုံးတက်မှဖြစ်ပြီးဒါဟာနီးဗျူဟာပိုင်နဲ့ဗန်ဒါရေးပိုင်းအရာကြိုတင်တွက်ချက်ထားတဲ့တိုးတက်ပြောင်းလဲမှုတစ်ခုအဖြစ်မြင်နိုင်ပါတယ်။ Thomas Partey ထွက်ခွာခြင်း Thomas Partey ရဲ့အနာဂတ်ဟာအတော်လေးရှင်းလင်းသွားပါပြီ။သူ့ရဲ့စာချုပ်ဟာဇွန်လကုန်မှာကုန်ဆုံးမှဖြစ်ပြီးစာချုပ်တစ်ချုပ်ဆိုတော့မှမဟုတ်တာကြောင့်အလွတ်ပြောင်းရွှေ့ခြင်းနဲ့အသင်းကနေထွက်ခွာသွားတော့မှဖြစ်ပါတယ်။ဒါဟာကွင်းလယ်လူတစ်တူအတွက်နေရာဖယ်ပေးလိုက်တာပါပဲ။
သူဟာပြီးခဲ့တဲ့ရာသီမှာအသင်းအတွက်အရေးပါခဲ့ပါတယ်။သူ့ရဲ့ထွက်ခွာမှုကအသင်းရဲ့လက်ဆစရိတ်ကိုတိတိတတာရှော့ချနိုင်မှာဖြစ်ပြီးကစားသမားတစ်တွေခေါ်ယူဖို့အတွက်ဘန်ဒါရေးဆိုင်ရာမျှတမှု FFP အရာအလွန်အရေးပါပါတယ်။ ရီယက်ဆိုစီဒတ်ကွင်းလယ်လူမာတင်ဇူဘီမန်ဒီဟာပါတေးထွက်ခွာမှုရဲ့တိုက်ရိုက်အကျိုးဆက်အဖြစ်ရောက်ရှိလာတာပါ။တရင်တွေအရသူဟာတဦးချင်းသဘောတူညီချက်တွေရောက်ရှိထားပြီးဖြစ်ပြီးမကြခင်မှာကျောင်းနံပါတ်36နဲ့တရားဝင်မိတ်ဆက်တော့မှာဖြစ်ပါတယ်။ဇူဘီမန်ဒီဟာအစားထိုးမှုတစ်ခုတသက်မဟုတ်ဘဲနီးဗျူဟာပိုင်းအရာအဆင့်မြင့်တင်မှုတစ်ခုဖြစ်ပါတယ်။သူဟာကွင်းလယ်အဖြစ်စစ်ကစားသမားမျိုးဖြစ်ပြီးသူ့ရဲ့ရောက်ရှိလာမှုကဒီကလန်ရိုက်စ်ကိုပုံမလွတ်လပ်စွာ box to box ကွင်းနံလူအဖြစ်ကစားခွင့်ပေးနိုင်မှာဟာဒီအပြောင်းအရွှေ့ကိုလီမြန်စွာအကောက်အထည်ဖော်နိုင်ခဲ့ခြင်းကအာဆင်နယ်ဟာရေရှည်အတွက်ကြိုတင်ပြင်ဆင်ထားတဲ့ဦးစားပေးပိမှတ်ကိုအောင်မြင်စွာခေါ်ယူနိုင်ခဲ့ကြောင်းပြသနေပါတယ်။ဒါဟာအာဆင်နယ်ရဲ့အပြောင်းအရွှေ့လှုပ်ရှားမှုတွေဟာတစ်ခုချင်းစီတီးခြားလှုပ်ဆောင်နေတာမဟုတ်ဘဲအပြိုင်အလံချိတ်ဆက်နေတဲ့ကွန်ရက်တစ်ခုလိုဖြစ်နေကြောင်းသက်သေပြနေပါတယ်။ပါတီရဲ့လက်စာကိုဇူဘီမန်ဒီအထက်တိုက်ရိုက်ပြလဲအသုံးပြုပြီးနီးဗျူဟာအရာလက်လက်သွားတဲ့နေရာကိုချက်ချင်းပြန်ဖြည့်တင်းနိုင်ခဲ့ခြင်းကအသင်းရဲ့စီမံခန့်ခွဲမှုဘန်ဒါရေးနဲ့နီးပြအထွေတို့ကြားမှာဘလောက်တောင်ထပ်တူခြားခြားအလုပ်လုပ်နေလဲဆိုတာကိုမီးမောင်းထိုးပြနေပါတယ်။အသင်းတစ်ထွေလုံးကိုအင်အားဖြည့်တင်းခြင်းတိုက်စစ်နဲ့ခန်းစစ်ပိုင်းမှာအရေးကြီးသောဆုံးဖြတ်ချက်များဒီအပိုင်းမှာတော့အသင်းရဲ့ရှင်းလင်းတဲ့ရည်မှန်းချက်ကိုဖော်ပြနေတဲ့တခြားအရေးပါတဲ့ကစားသမားဆိုင်ရာဆုံးဖြတ်ချက်တွေကိုဆက်လက်လေ့လာပါမယ်။မာတင်နယ်လီအပေါ်ထားရှိသောပြတ်သားသည့်ရည်တည်ချက်နဲ့ပရိသတ်များ၏အတန်းဘာယန်မြူးနစ်အသင်းရဲ့စိတ်ဝင်စားမှုတွေရှိနေပေမဲ့အာဆင်နယ်ကဂါဘရီယယ်မာတင်နယ်လီကိုရောင်းရံမဟုတ်လို့အတိအလင်းကြေညာခဲ့ပါတယ်။ဒါဟာခြေစွမ်းကျဆင်းနေချိန်မှာတောင်ကစားသမားအပေါ်ထားရှိတဲ့အသင်းရဲ့ရေရှည်ယုံကြည်မှုကိုပြသတာပါ။တချိန်တည်းမှာပဲပရိသတ်တချို့ကသူ့ကိုရောင်းပြီးရီယယ်မတ်တစ်ကရိုဒရီဂိုကိုခေါ်ယူဖို့ပြောဆိုနေကြပါတယ်။အင်ဟာဖြစ်တဲ့မှုနဲ့ထွက်ခွာမိသူများကီပါအာရီဇာဘာလာကသူ့ကိုမကြခင်မှာခေါ်ယူမစ်ဆက်ဖွဲ့ရှိတယ်လို့သတင်းထွက်နေပါတယ်။အိုလက်ဆန်ကဇင်ချန်ကိုသူ့ကိုပေါင်စနစ်တန်းဝင်းကျင်တဲ့ရောင်းထုတ်ဖွဲ့ရှိတယ်လို့ခန့်မှန်းရပါတယ်။အသင်းမှာသူ့ရဲ့အခန်းကဏ္ဍရော့ကျလာတာကြောင့်လက်ဆရှင်းလင်းပြီးတခြားနေရာတွေမှာယင်းနှိမ့်မြုပ်နှံဖို့အတွက်လက်တွေ့ကျတဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်ပါတယ်။ Even Fresneda ဒီညာနောက်ခံလူငယ်လေးကိုအာဆင်နယ်ကဆက်လက်စိတ်ဝင်စားနေသေးပါ။ဒါဟာဘန်ဝိုက်လိုလက်ရှိကစားသမားတွေရဲ့နောက်မှာမျိုးဆက်သစ်တွေကိုပြုစုပြောထောင်ပေးဖို့ရည်ရွယ်တဲ့ရေရှည်စီမံကိန်းတစ်ခုဖြစ်ပါတယ်